အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့မိသားစုအခေါ်ဝေါ်ဟာရာလေးတွေကိုတူတကွာလေ့လာကြရအောင်အဖိုးဆိုရင်အဖူးလို့ခေါ်တယ်အဖွားဆိုရင်အဖီလို့ခေါ်ပါတယ်မိဘဆိုရင်မောပါလို့ခေါ်ပါတယ်အဖေဆိုရင်အပါလို့ခေါ်ပါတယ်အမေဆိုရင်အမိုးလို့ခေါ်ပါတယ်သားဆိုရင်ဖိုခွာလို့ခေါ်ပါတယ်သမီးဆိုရင်ဖိုးမူလို့ခေါ်ပါတယ်တူလေးဆိုရင်ဖိုးတို့ခွာလို့ခေါ်ပါတယ်တူမဆိုရင်ဖိုးတို့မူလို့ခေါ်ပါတယ်ခင်ဘိုးဆိုရင်အဝါလို့ခေါ်ပါတယ်စနီးဆိုရင်အမာလို့ခေါ်ပါတယ်ဒါဆိုရင်ကြည်လို့ပြန်ဖတ်ပြပါမယ်အဖူအဖီမောပါအပါအမိုးဖိုခွာဖိုးမူဖိုးတို့ခွာဖိုးတို့မူအဝါအမာဒါတွေပဲဖြစ်ပါတယ်အားလုံးနားလည်မယ်ဖတ်တတ်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့မိသားစုအခေါ်ဝေါ်ဟာရာလေးတွေကိုတူတကွာလေ့လာကြရအောင်အဖိုးဆိုရင်အဖူးလို့ခေါ်တယ်အဖွားဆိုရင်အဖီလို့ခေါ်ပါတယ်မိဘဆိုရင်မောပါလို့ခေါ်ပါတယ်အဖေဆိုရင်အပါလို့ခေါ်ပါတယ်အမေဆိုရင်အမိုးလို့ခေါ်ပါတယ်သားဆိုရင်ဖိုခွာလို့ခေါ်ပါတယ်သမီးဆိုရင်ဖိုးမူလို့ခေါ်ပါတယ်တူလေးဆိုရင်ဖိုးတို့ခွာလို့ခေါ်ပါတယ်တူမဆိုရင်ဖိုးတို့မူလို့ခေါ်ပါတယ်ခင်ဘိုးဆိုရင်အဝါလို့ခေါ်ပါတယ်စနီးဆိုရင်အမာလို့ခေါ်ပါတယ်ဒါဆိုရင်ကြည်လို့ပြန်ဖတ်ပြပါမယ်အဖူအဖီမောပါအပါအမိုးဖိုခွာဖိုးမူဖိုးတို့ခွာဖိုးတို့မူအဝါအမာဒါတွေပဲဖြစ်ပါတယ်အားလုံးနားလည်မယ်ဖတ်တတ်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်